အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေနေရာကြီးရဲ့နေဝင်စည်းစာကိုချက်ရှိုးလိုက်ကြတယ်ကြိုက်ကြိုက်တစ်ဖက်ကလုံးဝမှောင်ပြီးတော့အခုဒီတစ်ဖက်လေးပဲနေအตาလေးပဲကြံတော့တကယ်ကိုလှတာပါ sunset ချိန်ကြီးကျွန်တော်တို့ကအခုပြန်ပြီးတော့အခုဝါးလီဆွဲဖို့ကျွန်တော်တို့အိမ်ပြန်နေတာဖြစ်ပါတယ်တကယ်ကိုလှတယ်နေတာဗျာဒါကြီးရဒီကမ်းကြရာဆိုအခုမြန်မာပြည်ကချောင်းတာငွေဆောင်တို့လိုမျိုးပေါ့တဲပဲလုံးဝတဲတွေကြီးပဲရှိတဲ့ဟိုဟာတဲတွေပဲရှိတဲ့ beach ပေါ့ပြောရမယ်ဆိုဒါပေမဲ့ပြောဟိုအုံးပင်တို့ဘာလို့အတော့မရှိဘူးချောင်းတာငွေဆောင်လိုမျိုးဒါပေမဲ့လည်းတခြားတဲ့ဆိုင်တော့အများကြီးမိုက်တယ်ပေါ့တခြားနိုင်ငံတွေမှာဆိုရေကူးတဲ့နေရာတွေကကြောက်တုံးနေနဲ့အဲ့တော့ကျွန်တော်တို့ sand beach မဟုတ်တာကျွန်တော်တို့ဟိုဖြစ်လို့မရတိတ်ချရေကူးလို့မရအပြားလေးပဲဆွဲတာကြားဆွဲမလားမလွယ်ဘူးကျွန်တော်ပြောရမယ်ဆိုကျွန်တော်အကြိုက်ဆုံးအရာတွေထဲမှာတစ်ခုကဒီ beach မှာ sunset မှာထိုင်ရတာကျွန်တော်အရန်ကြိုက်ပါတယ်တကယ်ဘယ်လိုပြောမလဲအရန်ကိုလှပြီးအရန်ကိုတာရပါတယ်ကျွန်တော်အကြိုက်ဆုံးအရာတွေထဲတစ်ခုလည်းဒါဖြစ်ပါတယ်တဲ့နိုင်တယ်ဆက်နိုင်တယ်ပြရမယ်ဆက်နိုင်မသိကြဘူးနိုင်တော့ဘူးလေးလိုက်ကဲအခုဆိုနေလဲဝင်သွားပြီဆိုတော့ကျွန်တော်တို့လည်းအခု Airbnb ကိုပြန်ပြီးတော့ကျွန်တော်တို့လည်းသွားပြီးဝါးစီဆွဲမှာဖြစ်ပါတယ်
ကျွန်တော် Airbnb ကဒီ beach ကနေပြီးတော့10 မိနစ်2 မိနစ်လောက်ပဲလမ်းလျှောက်ရင်ကျွန်တော် Airbnb ရောက်တယ်တိတ်အဝေးမဟုတ်အဲ့မှာဒီဟာဆိုကျွန်တော် Airbnb ရောက်တယ်ဒါကျွန်တော်တို့တိတ်တော့အရန်တိတ်စိတ်ပါလေ ခေါ်လာတော့ ဒါကျွန်တော်တို့ Airbnb ပါဒီအောက်ထက်ဒီအောက်တစ်ခုလုံးဒီကနေဒါအောက်တစ်ခုလုံးအဲ့ဒါကျွန်တော်တို့ပိုင်တယ် ဟိုမှာကျွန်တော်တို့ရဲ့ဆရာကြီးဟိုမှာကျွန်တော်တို့ရဲ့ဆရာကြီးဟိုမှာကျွန်တော်တို့စားတောက်မှုဒီမှာလုပ်ပေးထားတာပါ လို့တော့တုံးနေလား ဟုတ်ပါအဲ့အိမ်ပေါ့ကျွန်တော်တို့ရဲ့ Airbnb ကဆရာလေးဘာပြောချင်လဲဆရာလေးဘာပြောချင်လဲဒီ ကျိုးနေပြီကျွန် မဟုတ်ဒီ Rival Pool လို့ဘာပြောချင်လဲကြိုက်လားမကြိုက်ဘူးလား တော်ကြိုက်တယ် AC ရှီလှိုင်းလေးနည်းနည်းကျန်းတာတကူပဲဟုတ်ရင်ကျွန်တော်ဇနကမင်းသားလုပ်လို့ရတယ် စားပြီဇနကမင်းသားလုံးမဲ့လူကြီးကလည်းကျွန်တော်တို့မပါလာပါတယ်ကဲဒီမှာကျွန်တော်တို့ဆရာကြီးကတော့ကျွန်တော်စားဖို့တွေ share လုပ်ပေးတာဆရာကြီးဘာတွေလုပ်ပေးတာလဲပြောပါဦး ငါးကြော်လေဒီမှာ ပြားမှုကျော် ကြော်မှုကြော် ပြီးတော့ ဟိုမှာတီးဆုံး ဟောမှာဆိုလိုက်ကြည့်မှာပေါ့တီးစုံဆိုလဲတီးစုံလဲ တီးနေတယ် တီးစုံလေးရတယ်ဒီမှာ share ကြီး ကိုယ်ကတီးရ share ကြီးကျွန်တော်ဝါဒီလဲဆွဲလိုက်တော့မယ် အဲ့တော့ဒီလိုဖွင့်လာ ကျွန်တော်နောက်ဗီဒီယိုမှာအားလုံးနဲ့ဆက်တွေ့ကြမယ်အားလုံးပဲတက်တာ bye bye